မဲ့အဲ့ရနိုးရတဲ့အချိန်ပေါ့9နာရီဒီကစောစောထားတဲ့လူက4နာရီလောက်ထားတယ်မီးပုံမှန်လာနေရင်ပြောတာပေါ့တချို့ကမီးပုံမှန်မလာရဲ့လူတွေကတနာရီထားပြီးတော့ထမင်းချက်ရတဲ့လူနဲ့2နာရီထားပြီးတော့ထမင်းချက်ရတဲ့လူတွေနဲ့ဆိုတော့ဘလို့နိုးလာတလေဆိုတော့မြင်ချင်တာပါကိုနိုးလာကောင်းကောင်းမွန်မွန်အေးအေးဝဝတူပေါ့ကိုရီးယားကျတော့တခါတလေမှသာကောင်းကောင်းမွန်မွန်နိုးလာရပါတယ်အချိန်အများစုကလန့်နိုးရတယ်။ဘာကြောင့်လန့်နိုးရတယ်ဆိုတော့တိုက်ခန့်တွဲတွေဆိုတော့တိုက်ခန့်တွေမှာသူတို့တကားဖွင့်လိုက်ရင်ဒုံးလို့ကြာလာ။အိုးပတင်းပေါင်းဖွင့်လိုက်ရင်အုံခွန်းနဲ့ပိတ်ကြ။ပတင်းပေါင်းဖွင့်ရင်လည်းသဘောတရားအတူတူကိုကြက်လက်ကြီးကိုဖွင့်လိုက်တဲ့အတန်တွန်းထေးလိုက်တော့မှန်ကအုံနေရန်ကိုတော့တိုက်တဲ့အတန်ဆိုတော့ဆောင်းရသည်ကွေအိတ်နေလို့လန့်လို့ရောပြီးရင်တချို့ကဟတ်ချိုးကိုရိုးတနဲ့ဟတ်ချိုးမလို့ဘူးလှုပ်ဟတ်ချိုးပေါ့ဒီလန့်ချောင်းဆိုရင်လှုပ်ချောင်းတွေဆိုတယ်လူတွေလန့်အောင် different people have different attitude different ဆိုကိုယ်ပြချာနာတယ် people ဆိုလူမတူကိုယ်ပြခြားနာတဲ့လူတွေမှာမတူညီတဲ့ attitude ဆိုတာစိတ်နေသဘောထားပေါ့မတူကိုယ်ပြခြားနာတဲ့လူတွေမှာမတူညီတဲ့စိတ်နေသဘောထားရှိတယ်တချို့ကသူများကိုအနောက်ရှက်ပေးလိုက်ရင်မျက်နှာကြီးပြုံးနေသူတယောက်လန့်သွားပြီးပြုံးတယ်ကိုကစာသင်နေတဲ့ဆရာမဆိုတော့တပည့်တွေကိုပြောတယ်သူများလေးကြရင်သောထူပေးမလောင်ရဘူးတချို့ကလေးတွေကတယောက်လေးကြောက်သွားရင်လောင်ပြောင်တယ်ဟာရီကြတယ်အဲ့လိုမလုပ်ရဘူး empathy ဆိုကိုချင်းစာနာစိတ် empathy ရှိရကိုချင်းစာနာစိတ်ကိုဒီလိုလုပ်လိုက်တဲ့အပြုမူဟာလူတစ်ဖက်သားကိုဘယ်လောက်ထိခိုက်လေပေါ့အဲ့လိုမျိုး empathy စိတ်လေးထားပေးပါဗြဟ္မစိုးတရား၄ပါးမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတာလေးကိုထားပေးပါအစစရအစဉ်ပြေလာပါလိမ့်မယ်အေးချမ်းလာပါလိမ့်မယ်ဘဝအေးချမ်းပါစေမတိုက်ခိုက်ပါနဲ့မလောင်